ဒီနတ်ဆိုးဟာလူအစီကိုစုပ်ယူစားတောက်ပြီးအသက်ရှင်တဲ့သူ့စုပ်ခွက်ကလူတစ်ယောက်ကိုခဏအတွင်းအလေးချိန်အများကြီးရော့သွားစေနိုင်တယ်။ဒါကြောင့်သူဟာကိုလေးချိန်ရှော့စင်တာတစ်ခုဖွင့်ပြီးဖောက်တွေများပြားကိုဆွဲဆောင်ခဲ့တယ်။တနေ့မှာဟော့တော့စားပြိုင်ပွဲအနိုင်ရထားတဲ့လူတစ်ယောက်ကပွဲခံဖို့ပြင်နေတယ်။အဲ့ဒီအချိန်မှာသူ့နောက်ကအမဲရောက်အရေးတစ်ခုဖြတ်သွားတာကိုမြင်လိုက်ပြီးခဏအတွင်းပေါင်900ရှိတဲ့ခန္ဓာကိုယ်က6ကပ်ပျက်စီးသွားတယ်။ရင်ခွဲစစ်ဆေးချိန်မှာသူ့အတွင်းအင်္ဂါတွေအားလုံးကအင်အားကြီးတဲ့ဖုံဆုပ်ဆက်နဲ့ဆုပ်ခံလိုက်ရတယ်လို့ပောက်ကွဲပျက်စီးနေတယ်။တစ်ချိန်တည်းမှာဂျင်းထဲကပေါင်180ရှိတဲ့အမျိုးသမီးတစ်ယောက်လည်းအရေးတစ်ခုရဲ့တိုက်ခိုက်မှုခံရပြီးခဏအတွင်းပေါင်80ပဲကျန်သွားတယ်။သူမခန္ဓာကိုယ်ပေါ်မှာစုပ်ခွက်နဲ့တူတဲ့ထူးဆန်းတဲ့အမှတ်တစ်ခုကျန်နေခဲ့တယ်။ဒီထူးဆန်းတဲ့သေဆုံးမှုနှစ်ခုကြောင့်နတ်ဆိုးမှုဆိုးညစ်ကိုဘေးနဲ့ချက်တို့သတိထားမိလာတယ်။သူတို့စုံစမ်းကြည့်တော့သေဆုံးသူအားလုံးမှာတူညီတဲ့အချက်တစ်ခုရှိနေတာကိုတွေ့လိုက်တယ်။အားလုံးဟာအဝလွန်သူတွေဖြစ်ပြီးခန္ဓာကိုယ်ပေါ်မှာအနီရောင်အမှတ်တူတွေရှိနေကြတယ်။အဲ့ဒီအချိန်မှာဂျက်ကဂျန်ပိုင်ရှင်မရဲ့ကိုယ်ပေါ်မှာလည်းအဲ့ဒီအမှတ်တူရှိနေတာကိုသတိထားမိတယ်။သူမကအဲ့ဒါဟာကိုလေးချိန်ရှော့စင်တာဆိုတဲ့နေရာကစုပ်ခွက်ကူထုံးကြောင့်ဖြစ်တာလို့ရှင်းပြတယ်။အဲ့ဒီနေရာကအစားလျှော့စရာမလိုလေ့ကျင့်ခန်းလုပ်စရာမလိုပဲတစ်ပတ်အတွင်းခန္ဓာကိုယ်လာမယ်လို့ကြေညာထားတယ်။ဒါကြောင့်ညီကိုနှစ်ယောက်ကအတွင်းဝင်စုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ဂျက်ကစင်တာတွေကဖောက်တယ်များစုမှာလည်းအနီရောင်မှတ်တူတွေရှိနေကြတာကိုတွေ့တယ်။ဒါနဲ့သေဆုံးမှုနှစ်ခုဟာဒီနေရာနဲ့ဆက်ဆက်နေမယ်လို့သူကကောက်ချက်ချလိုက်တယ်။တစ်ချိန်တည်းမှာစင်တာပိုင်ရှင်မကချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကိုမိစုပ်ခွက်ကူထုံလုပ်ပေးနေတယ်။ဒါပေမဲ့ရုတ်တရက်သူမခင်ပွန်းကထိတ်လန့်တကြားဝင်လာတယ်။ဘေးရဲ့ကားထဲမှာသူတို့ရဲ့မှတ်ပုံတင်တဲ့စုံစမ်းရေးဖိုင်တွေကိုသူတွေ့ထားလို့ပါ။သူတို့ဟာနတ်ဆိုးမှုဆိုးတွေဆိုတာပေါ်သွားပြီးအမှတ်သားတွေဖော်ထုတ်ခံလိုက်ရပြီ။အစီဆုံးနတ်ဆိုးကသူစုထားတဲ့အစီအလုံးကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အစီတစီကိုတွန်းချမဲ့အချိန်မှာမခံနိုင်တော့တဲ့အနက်တစ်ခုကသူမကိုဆွဲဆောင်သွားတယ်။သူမဟာမတိလိုက်မတိပါတာလက်ကိုဆန့်ထုတ်ပြီးအဲ့ဒါကိုစုပ်ယူဖို့ကြိုးစားလိုက်တယ်။အဲ့ဒီအချိန်မှာဘင်ကအချိန်မှန်ရောက်လာပြီးနောက်ဆုံးတော့လူသက်သမားကိုဖမ်းမိပြီလို့ထင်လိုက်တယ်။ဒါပေမဲ့နတ်ဆိုးမကပြက်ပြက်သားသားညင်းပြီးဒီကလင်နစ်ကိုဖွင့်ခဲ့တာရဲ့အကြောင်းရင်းကိုရှင်းပြတယ်။သူမကလူတွေကိုအကြောင်းမဲ့တက်မိတာမဖြစ်အောင်လုပ်ခဲ့တာပါ။စုပ်ယူတဲ့အစီပမာဏကိုထိန်းချုပ်နိုင်ရင်ဖောက်တယ်တွေကိုဘေးကင်းစွာဝေးချပေးနိုင်တယ်။ငွေရှာတာကတော့အပြင်ပန်းအကြောင်းပြချက်ပဲ။ဘင်ကတကယ်လူသက်သမားဘသူလဲမေးချိန်မှာတော့သူမဟာအမှန်တရားကိုမပြောချင်တယ်လို့တုံ့ဆိုင်းနေခဲ့တယ်။